အားလုံးပဲမင်္ဂလာပါရဲမွန် tab blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီ view လေးကတော့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာဒီ Oppo ဖုန်းလေးတစ်လုံးရောင်းနေတယ်ပေါ့နော်ဒီဖုန်းကဘာဖြစ်နေလဲဆိုရင်ကျွန်တော် internet YouTube ပဲကြည့်မရဘူးပေါ့နော် YouTube ကြည့်မရဘူးနောက်ပြီးတော့ Google Gmail ပဲဖွင့်မရဘူးပေါ့နော်မကြည့်ကျွန်တော်ပြမယ်ကျွန်တော်အခု Wi-Fi နဲ့လည်းချိန်လာတာပေါ့နော် Wi-Fi နဲ့လည်းမရပါဘူး internet နဲ့မရပါဘူးနော်ဒီချက်တော့ဖွင့်ပြမယ်နော်โอเคမကြည့်ဖွင့်မရအောင်နော်ဒီလိုဖြစ်နေအဲ့လိုဖြစ်နေတယ်ဆိုတော့ကျွန်တော်သူ့ရဲ့အဖြစ်ကိုသူ့ရဲ့အဖြစ်ကိုတော့ကျွန်တော်သိသွားပြီနော်သိပြီးသွားပြီဘာဖြစ်လို့တုံးမရလဲဆိုတာတော့ကျွန်တော်သိသွားပြီဒါပေမဲ့အခုဗီဒီယိုကြည့်ရတဲ့သူတွေပေါ့နော် live လုပ်လို့တက်အောင်ဘယ်လိုစလုပ်ရလဲဆိုတာinternet ပဲတုံးမရအောင်ဆိုရင်ဘယ်လိုစလုပ်ရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုထဲမှာချက်တော့ပြပြပေးမယ်ပထမဆုံးကျွန်တော် internet တုံးမရဘူးဆိုရင်ကျွန်တော်လုပ်ရမယ်လို့ပေါ့နော်ပထမဆုံးဘာလုပ်ရမလဲဆိုရင်ဒီ setting ထဲကိုသွားမယ်နော်ဖုန်း setting ထဲကိုသွားမယ်သွားပြီးလို့ရှိရင်ဒီ sync ကပေါ့နော် sync ကနေရာလေးတစ်ချက်ဝင်မယ်ဝင်ပြီးလို့ရှိရင်ဒီမှာကိုဖွင့်တာနဲ့အခုကကျွန်တော် Wi-Fi နဲ့သုံးလာတော့ဗောနော်ကဲလို့ကျွန်တော်တို့ sync နှစ်ကတ်ထည့်ထားမယ်ဆိုရင်ဗောနော်ဒီမှာ internet ဖွင့်တဲ့နေရာမှာကျွန်တော် SIM 1 SIM 2ဆိုတာရှိရနော်ဒီနေရာကိုတစ်ချက်တော့စစ်ပြီးကျွန်တော်တို့ internet package က2ထဲမှာဝယ်ထားပြီး2ထဲမှာဝယ်ထားတယ်ဆိုရင်ပေါ့နော်2ထဲမှာဝယ်ထားဆိုရင် internet ဖွင့်တဲ့အချိန်မှာကျွန်တော်တို့1ကြီးကို1ကိုဖွင့်ထားတယ်ဆိုရင်သူက internet သုံးလို့ရမှာမဟုတ်ဘူးเนาะကိုက2မှာ SIM 2မှာကျွန်တော်တို့ internet စမှတ်ထားတယ်ဆိုရင် SIM 2ကိုကျွန်တော် internet တစ်ချက်ဖွင့်ပြီးမှဒီမျိုးဖွင့်ပြီးမှသာလျှင်ကျွန်တော်internet ကိုအသုံးပြုလို့ရမှာပေါ့เนาะပြောချင်တာကဒီမှာSIM 1 SIM 2မှားနေမှာဆိုလို့ပေါ့เนาะ internet ဖွင့်တဲ့ချိန်မှာကိုက1နဲ့စမှတ်ထားတယ်ဆိုရင်1မှာ data package ရှိရဆိုရင်1နဲ့ဖွင့်ပေါ့เนาะ internet နေရာမှာအခုကပထမဆုံးတစ်ချက်အဲ့ဒါကြီးစစ်ရမှာပေါ့เนาะနောက်တစ်ချက်ကဘာလဲဆိုရင်နောက်တစ်ချက်လည်းဒီထဲမှာပဲเนาะနောက်တစ်ချက်ကဘာလဲဆိုရင်ဒီရှင်းထဲမှာပဲခြောက်သွားမယ်ကို internet ဖွင့်မဲ့SIM ကပေါ့နော် SIM 1ဆိုပါစို့ပေါ့နော် SIM 1ဆိုရင်တကတ်တယ်စီးတယ်ဆိုရင်အဲ့တကတ် SIM 1တဲ့ကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ဒီမှာဘာစစ်ရမလဲဆိုရင်ဒီမှာဟိုစားပေါ့နော်ဒီ point နေပေါ့နော်ဒီ access ဆိုရင်access point name လေးပေါ့နော်ဒီနေရာမှာကျွန်တော်ပေနေပါထည့်ပြရမှာနော်ဒီမှာဆိုရင်ကျွန်တော်ကဒီမှာ time မှာဖြစ်နေတဲ့အတွက်ကျွန်တော်ထူးမှုသုံးတာတယ်တကယ်လို့ဒီနေရာမှာထူးမှုသုံးတာပြီးတော့ဒီနေရာမှာဘာမှဒီ point နေဘာမှဒီပေနေမရှိဘူးဆိုရင်ပေါ့နော်တချို့ဖုန်းတွေမှာပေနေပါပျောက်နေတတ်တယ်ပေနေမှမရှိဘူးဆိုရင်ကျွန်တော်ဒီမှာအပေါင်းလေးနှိပ်ပြီးတော့ပေထည့်ပြရမှာနော်ဒီမျိုးအပေါင်းလေးနှိပ်ပြီးတော့သူဟိုထူးမှုသုံးလို့ဆိုထူးမှုသူရဲ့အသုံးပြုထားတဲ့ internet ပေနေလေးကိုထည့်ပေးရပါဘောเนาะဒီမှာကျွန်တော်ဒီဖုန်းကတော့လက်ရှိပေနေလည်းရှိတယ်ပေါ့เนาะအားလုံးကောင်းနေတယ်ပေါ့เนาะဒါဒုတိယအချက်စစ်ရမယ်ဟာလေးပေါ့เนาะဒါလေးကိုစစ်ပေးရပါမယ်ဒါလေးစစ်ပြီးပြီဆိုရင်နောက်တစ်ချက်ကအခုဒီဖုန်းကဖြစ်နေတာလေးကိုချက်ပြောပြမှာเนาะဒါကတော့ဟိုဥစားပေါ့အခုပြောပြနှစ်ချက်ကတော့ပုံမှန် internet သုံးမရအောင်ဆိုရင်အဲ့ဒါလေးတစ်ချက်စစ်ပေးရမှာပေါ့เนาะအခုဒီဖုန်းမှာဖြစ်နေတာကြတော့ဘာဖြစ်နေလဲဆိုရင်အခုကျွန်တော်ကြည့်တဲ့ပုံစံကတော့သူday and time လွဲနေတဲ့ပုံစံပေါ့နော်ဖုန်းကဘာဖြစ်လဲဆိုရင်သူ့အမေကြီးတော့ဖုန်းကဘာလုပ်တာလဲဆိုတော့သူပြောတဲ့ဖုန်းမှန်လဲတာပေါ့နော်မှန်လဲပြီးတော့မှဖုန်းမှန်လဲပြီးတော့မှသူကဒီလိုမျိုးဖြစ်သွားတာပေါ့နော် internet ရွယ်သုံးမရတော့ဘူး Gmail တွေပါတွေလည်းဖွင့်မရတော့ဘူးနော်အဲ့လိုပြောတော့ပေါ့နော်အဲဆိုတော့ကျွန်တော်ကြည့်လိုက်တယ်အချိန်ကြည့်လိုက်တယ်ပေါ့နော်အခုလက်ရှိအချိန်ကကျွန်တော်ညဘက်ရနေတာဖြစ်နေတော့ကျွန်တော်တို့အခု10နိုင်ကြော်ပြီပေါ့နော်ဒီမှာဖုန်းမှာစီးနေအချိန်ကပါ9နိုင်ပဲရှိသေးတယ်အဲ့တော့ day and time လွဲနေတာလေးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ day and time ကိုကျွန်တော်ပြန်ချိန်ပေးရမယ် day and time ကိုပြန်ချိန်မယ်ဆိုရင်ပယ်သွားမှဆိုရင် additional setting လေးကိုသွားပါမယ်သွားပြီးရင်ဒီမှာday and time လေးရှိတယ်ပေါ့နော် day and time ရှိတယ်ဒီမှာဒါလေးအချက်နှိပ်ပြီးပါနှိပ်ပြီးပါစီဒီမှာသူတကယ်လည်းလွဲနေတယ်ပေါ့နော် day and time ဒီမှာသူရဲ့ day ကိုကြည့်မယ်နော်file နေတဲ့ဒီမှန်တော့နော်ဒီနေ့ဟိုစားပေါ့ဒီနေ့က
မှန်တယ်ဒါပေမဲ့ဒိတ်လွဲတယ်2024ဖြစ်နေနော်2024လည်းဖြစ်တယ်ဒီမှာသူရဲ့တိုင်းဆုံးမှဆိုရင်ကြည့်မယ်ဆိုရင်ဒီမှာဘန်ကောက်မဟုတ်ဘဲနဲ့ဒီတခြားဟာကြီးဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘန်ကောက်လေးကိုတစ်ချက်တော့ရွေးပြပါမယ်ပေါ့နော်ဘန်ကောက်ကိုတစ်ချက်တော့ထားပေးမယ်ဟုတ်ပြီနော် B A N ကြည့်ပါဟုတ်ပြီနော်မာနေတယ်ခဏနော် sorry B A N K O K ကောက်ပေါ့နော်ဘန်ကောက်ဒီမှာပေါ့နော်ဘန်ကောက်ထားလိုက်ဒီမှာ10နိုင်ဖြစ်သွားပြီနော်10နိုင်51အခုလက်ရှိရတယ်10နိုင်51မှန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာလောဆယ်တစ်ချက်ပြမနော်ဟိုစား YouTube ကြည့်လို့ရလားမရလားနောက်လုတ်ပြီးတော့မှဟိုစားမှာဆိုလို့ပေါ့နော်မာဒီမှာကြည့်မရအောင်နော်ကြည့်မရကျွန်တော်ဒီမှာ date လေးတစ်ချက်တော့ချိန်လိုက်မယ်ဒီမှာဟိုဘန်ကောက်တော့မှတ်သွားပြီပေါ့နော်ဘန်ကောက်မှတ်သွားပြီဒီမှာ date နေရာမှာကျွန်တော်2024ဖြစ်နေအခုက12ရက်နေ့ January 2026ဖြစ်ရမယ့်နေရာမှာသူက2024ဖြစ်နေတာပေါ့နော်2024ကိုကျွန်တော်ချိန်မိလိုက်မယ်2026ချိန်ပြီးဆိုရင်ဟုတ်ပြီနော်ချိန်မိလိုက်ပြီအဲဆိုရင်ကျွန်တော်အနန္တသုံးလို့ရလားမရပြန်ကြည့်မယ်နော်အခုကျွန်တော် Wi-Fi နဲ့သုံးတာဖြစ်တယ်ပေါ့နော်အဲ့တော့ YouTube ကိုတစ်ချက်တော့ပြန်ကြည့်အောင် Okay သုံးလို့မရသေးနော်သုံးလို့မရသေးဘူးဆိုရင်အဲ့လိုမျိုးကျွန်တော်ဒိတ်ရင်တိုင်းနေချိန်ပြီးတော့ဖုန်းလေးကိုကျွန်တော် reset တွေတစ်ချက်လောက်ချကြည့်အောင်ဟုတ်ပြီနော်ဒါ Oppo F11 Pro ပေါ့နော်ချက်လောက်စောက်ကြည့်မယ်ကြလို့အဲ့လိုမျိုးလုံးမရပါဘူးဆိုရင်ဒီ setting လေးကိုကျွန်တော်တစ်ချက်လောက်ဟိုclear လုပ်ပြရမှာပေါ့နော်နောက်မှဒါပြီးကျွန်တော်ပြပေးမယ်နော်ချက်လောက်စောက်ပြီပါဒါတွေကကျွန်တော်ဟိုအမြဲတမ်းလို့ဖြစ်နေအမြဲတမ်းလို့ဖြစ်နေတာပေါ့နော်password ချက်ထည့်ပြီမယ်နော်โอเคသုံးလို့ရလားမရအချက်ကြည့်မယ်နော်အခုကျွန်တော် Wi-Fi နဲ့ပဲချိန်ထားတယ်ချက်ရကြည့်အောင်မရသေးဘူးဆိုတော့အဲ့ညလေးပဲကျွန်တော်တစ်ချက်ထပ်သွားလိုက်မှာပေါ့နော်ဒီနေရာမှာတဲ့ရင်တိုင်းကဘာပဲပုံမှန်ဆိုရင်ဒီတဲ့ရင်တိုင်းအခုကဘယ်နေရနေလဲMonday ဆိုတော့တဲ့ရင်တိုင်းဘန်ကောက်ကြီးဒီမှာshut automatic call လေးကိုချက်လောက်လိုက်နော်အဲ့လိုလေးချက်ထားကြည့်လိုက်မယ်โอเคเนาะဒါဆိုရပါပြီเนาะအဓိကကသူကဒီတဲ့ရင်တိုင်းလေးမှားနေလို့ပေါ့เนาะโอเคဒါရပါပြီเนาะခုနကကျွန်တော်ဒီ automatic အားလေးကိုကျွန်တော်လှုပ်လိုက်တယ်ပေါ့နော်နှိပ်ပြီးလိုက်တယ်ပုံမှန်ဒိတ်ရင်တိုင်းလွဲသွားတာနော်ဒိတ်ရင်တိုင်းလွဲနေတော့သူကအင်တာနက်သုံးမရအောင်ဖြစ်သွားတာဟုတ်ပြီနော်ဒီမှာဒီ automatically ကိုနှိပ်ပြီးလိုက်ပေါ့နော်ဒီနေရာမှာပဲရှိရသူရဲ့ပြဿနာဒီနေရာမှာဒိတ်ရင်တိုင်းလွဲသွားလို့နော်โอเคအဲ့ဒါဆိုရပြီပေါ့နော်ဒါဆိုအင်တာနက်သုံးလို့ရပါပြီဟုတ်နော်ဒါဆိုအင်တာနက်ပြန်ကြည့်လို့ရပြီတ
ချို့အဲ့မျိုးပေါ့နော်ဖုန်းတွေပါလေဟိုမှန်နေမှလဲပြီးတဲ့ခါမျိုးတွေနောက်ပြီးတော့ဖုန်းတွေပါပါဝါတည်ပြီးတော့ပြန်တက်လာတဲ့ခါမျိုးတွေမှာဒီလိုပြဿနာအများနဲ့ကြုံတော့ပေါ့နော်ဒီလိုကျွန်တော်အခုဒီမျိုးလုံးနဲ့နီးနေမရဘူးဆိုရင်နောက်တနည်းကဘယ်လိုစက်တင်ပေါ့နော်စက်တင်ကျွန်တော် result တွေတစ်ချက်ချပေးမယ်နော်စက်တင် result ဘယ်လိုချရမလဲဆိုချက်ပြမယ်နော်စက်တင်ကိုဒီဟိုစားဒီမှာ battery result ပေါ့နော်ဒီ backup မှာဒါ backup result အဲ့ညကိုကျွန်တော်ချက်သွားလိုက်မယ်ပြီးရင်ဒီမှာ erase all data လေးအဲ့ညမှာကျွန်တော်တို့ဒီမှာပေါ့နော်result system only ဆိုတာရှိတယ်အဲ့ဒါလေးကျွန်တော်တို့ဒီတစ်ချက်လောက်နှိပ်ပြီးလိုက်မယ်ဆိုတော့သူကဒီဖုန်းရဲ့ setting ကိုပဲသူကပြင်သွားတာเนาะ setting ကိုပဲသူကဟိုမှားနေတဲ့ setting တွေကိုသူကပြန်ပြီးတော့ reset လုပ်ပြီးလိုက်တာပဲဒီ our erase all data ကိုတော့တမနဲ့เนาะဖုန်းကိုဆက်စီလို့ဖြစ်သွားလိုက်မယ်ဒီမှာဟို internet ဘာတွေသုံးမရအောင်ဆိုဒီမှာreset network setting ပေါ့เนาะအဲ့ဒါလေးလုပ်ပေးကြည့်တကယ်လို့နောက်ဆုံးမရတဲ့အဆုံးပေါ့เนาะ reset setting reset system setting only ပေါ့เนาะဒါလေးကျွန်တော်နှိပ်ပြီးလိုက်မှဆိုရင်သူက setting ကိုသူပြန်ပြင်ပေးသွားမှာပေါ့เนาะဒါဘယ်ဆိုလုံးမရဆိုဒီမျိုးနီလန်လေးလို့ပေါ့เนาะတချို့ဖုန်းတွေမှာဒီမျိုးsorry နှိပ်မှာသွားတော့မလို့ okay တချို့ဖုန်းတွေမှာဒီမျိုးreset system setting ဆိုတာမပေါ်ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်မှာเนาะဒီဟာလေးကို setting လေးအကြိုက်ဖြစ်ကြည့်เนาะဒီမှာapp info ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်ဝင်ပြီးတော့ဒီမှာတော့story use ဆိုတာရှိတယ်အဲ့ဒါလေးကို clear လုပ်ပေးကြည့်เนาะဒါ clear ချိဆိုတာလေဒါလေးနှိပ်ပြီးကြည့်အဲ့ဒါကျရင်သူကsetting ကို save ပေးလိုက်လို့ဖြစ်သွားတာเนาะဒါပေမဲ့ data ပါမပြတ်ပါဘူးအဲ့လိုလုပ်ကြည့်ပေါ့เนาะအခုကျွန်တော်ပြတဲ့နီလန်လေးနဲ့မိတ်ဆွေတို့နားလည်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်တဲ့နီးပညာဗီဒီယိုတွေထပ်မံကြည့်ရှုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါဦးခင်ဗျာ Facebook မှာလည်းကျွန်တော်ဗီဒီယိုတွေတင်ထားပါတယ် TikTok မှာလည်းဗီဒီယိုတွေရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye